ပြီးခဲ့တဲ့တစ်နှစ်လုံးကျွန်တော်ဟာအကိုဖြစ်သူခြံကန်းရဲ့လေပေါ်မှာကနန်းဖန်းတဲ့အလုပ်ကိုနေမအားညမနာလုပ်ပေးခဲ့ပါတယ်။တစ်နှစ်တာအတွင်းမှာသူငွေကျပ်3 သန်းတိတိမြက်ခဲ့ပေမဲ့နှစ်ကုန်လို့အမျက်ဝေစုခွဲတဲ့အခါမှာတော့ကျွန်တော်ကိုငွေ2000တဲ့သာထုတ်ပေးခဲ့ပါတယ်။သူကလေရောအလုပ်သမားတွေရောကနန်းဖန်းတဲ့လှောင်ချိုင်းတွေရောအကုန်လုံးကသူ့ပတ်စံနဲ့သူရင်းနှီးထားတာဖြစ်ပြီးကျွန်တော်ကတော့ဒီအတိုင်းပိုက်ကွန်လေးပြစ်ချရုံလောက်ပဲလုပ်ရတာမို့ဘာအရေးချင်းမှမလိုဘူးလို့နှိမ်ပြီးပြောခဲ့ပါတယ်။တကယ်တော့ဒီတစ်နှစ်အတွင်းကျွန်တော်ပင်လယ်ထဲကိုအကြိမ်60ကျော်ထွက်ခဲ့ရပြီးအဲ့ဒီထဲက2ကြိမ်ဆိုရင်ပင်လယ်ထဲပြုတ်ကျပြီးငါးမန်းစာဖြစ်မလို့တော့အသက်အန္တရာယ်ကြုံခဲ့ရတာပါ။ကနန်းအုပ်တွေရှိတဲ့နေရာကိုရှာဖွေတာလှောင်ချိုင်းတွေချတာအားလုံးကိုကျွန်တော်အသက်နဲ့ရင်းပြီးလုပ်ပေးခဲ့တာဖြစ်ပေမဲ့သူကတော့ကုန်းပေါ်မှာနေပြီးဖောက်တယ်တွေနဲ့စကားပြောပတ်စံယူရုံကလွဲလို့လေပေါ်ကိုတောင်တိတ်တက်ဖူးတာမဟုတ်ပါဘူး။ဒါကိုကျွန်တော်ကမကြည်မနှက်ဖြစ်တော့သူကကျွန်တော်ရဲ့ဘယ်ဘက်မျက်လုံးကိုကြည့်ပြီးဒီလိုမျက်လုံးမျိုးနဲ့အပြင်မှာအလုပ်သွားရှာရင်တောင်ဘယ်သူမှလက်ခံမှာမဟုတ်ဘူးလို့ရက်ဆက်လှောင်ပြောင်းခဲ့ပါတယ်။ကျွန်တော်ရဲ့ဘယ်ဘက်မျက်လုံးကငငယ်ကလေးကပုံမှန်မဟုတ်ခဲ့လို့ရွာထဲကလူတွေကကျွန်တော်ကိုကြောင်မျက်လုံးတရေဆိုပြီးနောက်ွယ်မှာကဲ့ရဲ့ကြတယ်လို့မြင်တာနဲ့တင်လမ်းဖက်ရှောင်သွားတတ်ကြပါတယ်။အသက်10နှစ်အရွယ်မှာအမေကနောက်အိမ်တောင်ပြူတော့ပထွေးဖြစ်သူခြံကြန့်ကော်ရဲ့အိမ်ကိုကျွန်တော်ပါလိုက်နေခဲ့ရတာပါ။ပထွေးဖြစ်သူကအိမ်မှာအခမဲ့ခိုင်းစားလို့ရမယ့်လူတစ်ယောက်လိုချင်းယုံတက်နဲ့လက်ခံခဲ့တာဖြစ်ပြီးကျွန်တော်ကိုအမြဲတမ်းရိုက်နှက်ဆဲဆိုလေးရှိပါတယ်။အဲ့ဒီအချိန်တုန်းကအကိုဖြစ်သူကပဲကျွန်တော်ကိုပင်လယ်ထဲခေါ်သွားခဲ့လို့ကျေးဇူးတင်ခဲ့ဘူးပေမဲ့တကယ်တမ်းကျတော့သူကလည်းကျွန်တော်ကိုအလကားရတဲ့အလုပ်သမားတစ်ယောက်လိုအသုံးချခဲ့တာဆိုတာအခုမှပိုပြီးတေချာသွားပါပြီ။အကိုဖြစ်သူပေးတဲ့ငွေ2000ကိုယူပြီးအိမ်ပြန်ရောက်တဲ့အခါပထွေးဖြစ်သူကဆိုဖာပေါ်မှာထိုင်ပြီးလက်ဖက်ရည်တောက်နေပါတယ်။အကိုဖြစ်သူက3 သန်းမြတ်တဲ့အကြောင်းနဲ့ကျွန်တော်ကို2000ပဲပေးတဲ့အကြောင်းပြောပြတော့ပထွေးဖြစ်သူကကျေနပ်နေတဲ့အပြင်ကျွန်တော်ကိုတောင်ရောင်ရဲတင်းတိမ်တက်ဖို့ဆုံးမနေပါသေးတယ်။ကျွန်တော်အရန်ဒေါသထွက်ပြီးပင်လယ်ထဲမှာနေရောညပါအလုပ်လုပ်ခဲ့ရလို့လက်တွေမှာအနာတွေဖြစ်ပြီးအရေပြားတွေပေါက်ပြဲနေတဲ့အထိပင်ပန်းခဲ့ရတာကိုဒီငွေကြေးလေးနဲ့တောင်းစားတဲ့သူလိုလာဆက်ဆံရသလားလို့ပြန်ပြောလိုက်ပါတယ်။အဲ့ဒီအခါမှာပထွေးဖြစ်သူကကျွန်တော်ကိုကျေးဇူးကမ်းတဲ့ကောင်အတောင်ပံမှာလာလို့ပြန်အခန်းနေတယ်ဆိုပြီးအော်ဟစ်ဆဲဆိုပါတော့တယ်။အဲ့ဒီအချိန်မှာမိဖို့ကြောင့်တကားဝါမှာလက်တော့ပွားလေးကင်ပြီးရက်နေတဲ့အမေကအားလုံးကိုမြင်နေကြနေရပေမဲ့ကျွန်တော်ဘက်ကနေတခုံးမှဝင်မပြောရဲခဲ့ပါဘူး။ကျွန်တော်လက်ကတွေးထွက်နေတဲ့တန်ရာတွေကိုမြင်နေရတဲ့တောင်အမေကကျွန်တော်အင်ဂျီလက်ကိုဆွဲပြီးအကိုဖြစ်သူမိမယူဖို့ပတ်စံစုနေရတာမို့ပြဿနာမရှာဘူးနဲ့နောက်မှအမေကဖြည်းဖြည်းချင်းပတ်စံပြန်စုပေးမယ်လို့သာတောင်းပန်ရှာပါတယ်။အမေရဲ့အဲ့ဒီလိုအောက်ကျနေရတဲ့ပုံစံကိုမြင်လိုက်ရတော့ကျွန်တော်ရင်ထဲမှာအယမ်းကိုနာကျင်သွားပြီးဒီအိမ်မှာကျွန်တော်ဘလောက်ပဲစူးစမ်းသူတို့ကကျွန်တော်ကိုမိသားစုဝင်တယောက်လိုဘယ်တော့မှသဘောထားမှာမဟုတ်ဘူးဆိုတာကိုနားလည်သွားခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်ဘာမှထပ်မပြောတော့ပဲအိမ်ပေါ်ကနေဆင်းလာခဲ့လိုက်ပါတယ်။သူတို့ကတော့ကျွန်တော်ကိုလှေမရှိပဲဘယ်လိုလုပ်စားမလဲဆိုပြီးနောက်ကနေလှောင်ရည်နေခဲ့ကြပါတယ်။အိမ်ကထွက်လာပြီးနောက်ကျွန်တော်ကိုပိုင်လေးတစ်စင်းဝယ်ပြီးကိုဘာသာရက်တီဖို့ဆုံးဖြတ်လိုက်ပါတယ်။ပင်လယ်ကမ်းဆက်တစ်လျှောက်လမ်းလျှောက်လာရင်းစွန့်ပစ်ထားတဲ့လေကျင်းဟောင်းတစ်ခုစီရောက်သွားခဲ့ပါတယ်။အဲ့ဒီမှာစီနန်းတွေညှိစောတွေနန်နေတဲ့ကြားကနေမီးလောင်ထားလို့တစည်းလုံးမင်းတူးနေတဲ့ကနန်းဖန်းလေအဟောင်းတစ်စီးကိုတွားတွေ့ပါတယ်။လေဝမ်းပိုက်ကကွဲအပ်နေပြီးဆက်တွေလည်းတန်ချီတက်နေပေမဲ့လေရဲ့ကြောရိုးလန်းကမကြိုးသေးတယ်လို့ယေစုမြင်းကလည်းရှိနေပါသေးတယ်။စက်ခန်းကမီးလောင်ထားပေမဲ့အောက်ခံခုံကပုံမပြတ်သေးတယ်လို့ကနန်းတွေအများကြီးထဲလို့ရလောက်အောင်လေဝမ်းပိုက်ကကျဲဝန်းတာကိုသတိထားမိလိုက်တယ်။ဒါနဲ့လေပိုင်ရှင်စီမှာကျွန်တော်စီရှိတဲ့စုဆောင်းငွေတွေက6000ပေးပြီးအဲ့ဒီလေအဟောင်းကိုဝယ်လိုက်ပါတယ်။ကျန်တဲ့3000နဲ့တပတ်ရဲ့အင်ဂျင်အဟောင်းကနန်းဖန်းနဲ့လှောင်ချိုင်းဟောင်းတွေနဲ့လေပြင်ဖို့လိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ယူခဲ့ပါတယ်။ဒီတရေလဲရွာထဲရောက်ရောရွာသားတွေကကျွန်တော်ကိုယူနေပြီဆိုပြီးဝိုင်းဟာကြပါတော့တယ်။အကိုဖြစ်သူကလည်းဒီလိုအဆုတ်ပြက်လေးနဲ့ပင်လယ်ထဲထွက်ရင်နစ်သွားမှာပဲလို့လောင်ပြောင်ခဲ့ပါသေးတယ်။ခြံကန်းကကျွန်တော်ရဲ့လေပြက်ကိုကြည့်ပြီးဒီလိုလေးစုပ်ကြီးနဲ့ပင်လယ်ထဲထွက်ရင်ရေအောက်ရောက်သွားမှာပဲလို့လောင်ပြောင်ခဲ့တယ်လို့သူ့လေကနေထွက်သွားရင်တည်နေတဲ့ကနန်းတကောင်တောင်ဖမ်းနိုင်မှာမဟုတ်ဘူးလို့လည်းတယောခဲ့ပါတယ်။သူတို့ရဲ့အဲ့ဒီလိုအေးဆက်ဆက်လောင်ပြောင်မှုတွေကိုကျွန်တော်လုံးဝဂရုမစိုက်ခဲ့ပါဘူး။နေကင်းဘက်တွေမှာဆိုရင်ကျွန်တော်လေကိုဘယ်သူမှမမြင်အောင်မိုးကာစာအထူကြီးနဲ့တေချာဖုံးအုပ်ထားခဲ့ပြီးလေဝမ်းထဲမှာဘာတွေပြောင်းလဲနေလဲဆိုတာကိုဘယ်သူမှအသိမခံခဲ့ပါဘူး။ညဘက်ရောက်တဲ့အခါမှသာကျွန်တော်တယောက်တည်းလေဝမ်းပိုက်ထဲဝင်ပြီးအသက်လူကစူးစမ်းပန်းစားပြင်ဆင်ခဲ့ပါတယ်။အေးဆက်လာတဲ့ပင်လယ်လေပြင်းတွေကအယိုးထဲအထိစိတ်ဝင်နေတဲ့ကြားကနေတံများတွေကိုဂဟေစော်လိုင်းကျိုးတွေအစ်စ်လဲပြီးလောင်ချိုက်ဆွဲတဲ့ဆက်တွေကိုပြန်လည်ပြုပြင်ခဲ့ရတယ်။ဂဟေစော်တဲ့အခါမိဘတွေစင်လို့လက်မှာကြောက်စရာကောင်းတဲ့သွေးအိတ်တွေအရေးကြီးမှုတွေတစ်ခုပြီးတစ်ခုပေါက်ထွက်လာပြီးသွေးတွေနဲ့မြင့်ညစ်နေတဲ့ဆက်စီတွေရောနှောသွားတဲ့အထိနာကျင်ခဲ့ရပေမဲ့ကျွန်တော်တညမှအနားမယူခဲ့ပါဘူး။အဲ့ဒီလိုအပင်ပန်းဆုံးနဲ့အလွန်တနာစရာကောင်းတဲ့အချိန်လေးမှာရေခဲတိုက်ပိုင်ရှင်ကျန်းရှုဝန်ရောက်လာခဲ့ပါတယ်။သူမကအနှွေးတဲ့အပားလေးကိုဝတ်ထားပြီးကျွန်တော်အတွက်ထမင်းမှုနဲ့ဆေးတစ်ထုပ်ကိုကိုင်ဆောင်လာခဲ့တာပါ။လွန်ခဲ့တဲ့6လလောက်ကသူမကိုအရက်သမားခင်ပွန်းဟောင်းကလမ်းမပေါ်မှာရက်ရက်ဆက်ဆက်ရိုက်နှက်နေချိန်တရွာလုံးကလူတွေကဘာမှမလုပ်ပဲဝိုင်းကြည့်နေခဲ့ကြတယ်။ကျွန်တော်ကဆက်ပြီးမကြည့်ရတော့လို့ပြေးဝင်သွားပြီးခင်ပွန်းဟောင်းကိုလက်သီးနဲ့တစ်ချက်တည်းထိုးချိတ်ကကဲတင်ခဲ့ပူပါတယ်။အဲ့ဒီနောက်သူမကွာရှင်းခဲ့ပေမဲ့ရွာကလူတွေကသူမကိုမိမကောင်းမဟုတ်ဘူးဆိုပြီးအတင်းအဖျင်းတွေပြောကနှိမ်ချဆက်ဆံခဲ့ကြတယ်။ဒီရွာမှာလူတွေရဲ့ရှုံလုံးနဲ့နင်းချီတာကိုခံရတဲ့ခံစားချက်ကိုသူမနဲ့ကျွန်တော်နှစ်ယောက်ထဲသာနားလည်ကြတာပါ။ကျန်းရှုဝန်ကထမင်းမှုလေးကိုကမ်းပေးရင်းအပူလောင်ထားတဲ့ကျွန်တော်ရဲ့ဒဏ်ရာတွေနဲ့လက်ကိုကြည့်ပြီးမျက်ရည်ဝဲနေခဲ့တယ်။အိမ်ကထွက်လာပြီးကလေးကပထမဆုံးစားရတဲ့ထမင်းပူပူလေးမျိုးကျွန်တော်လည်းအငမ်းမရစားတော့လိုက်မိတယ်။ထမင်းစားပြီးသွားတဲ့အခါသူမကအိတ်ကထဲကနေလက်ကင်ပွားလေးနဲ့တေချာထုတ်ထားတဲ့ငွေ3000ကိုထုတ်ပေးလာပါတယ်။ငွေကိုမြင်တော့ကျွန်တော်အရန်အံ့ဩသွားပြီးလှုပ်လှုပ်ရှားရှားနဲ့သူမရဲ့ရေခဲတိုက်လုပ်ငန်းကလည်းအခုမှစတင်ခါစားဖြစ်လို့ပတ်စံလိုနေမှာပဲဆိုပြီးလက်မခံပဲညှင်းဆန်ခဲ့ပါတယ်။ဒါပေမဲ့ကျန်းရှုဝန်ကအတင်းကျပ်ကျွန်တော်လက်ထဲကိုထည့်ပေးခဲ့ပြီးအရင်တုန်းကလူတိုင်းကသူမကိုလောင်ပြောင်နေချိန်မှာကျွန်တော်ကကဲတင်ခဲ့တယ်လို့အခုလူတိုင်းကကျွန်တော်ကိုလောင်ပြောင်နေချိန်မှာဒီလေပင်လေထဲထွက်နိုင်မယ်ဆိုတာကိုသူမလုံးဝယုံကြည်တယ်လို့ပြောခဲ့ပါတယ်။လေးလံလာတဲ့အဲ့ဒီငွေထုတ်လေးကိုတင်းတင်းကြပ်ကြပ်ကင်ထားရင်းအေးဆက်နေတဲ့ဒီလောကကြီးမှာကျွန်တော်နိုင်စေချင်တဲ့သူအမှန်တကယ်ရှိနေသေးပါလားဆိုပြီးလေချောင်းတွေတဆုလာတဲ့အထိခံစားလိုက်ရတယ်။အဲ့ဒီအသက်ကငွေ3000နဲ့ကျွန်တော်ပိုကောင်းတဲ့အေးခန်းဆက်တွေပိုခိုင်ခန့်တဲ့ကနန်းဖန်းလောင်ချိုင်းတွေကိုဝယ်ယူနိုင်ခဲ့ပါတယ်။လောက်ကြာတော့နှွေဦးရာသီရဲ့ပထမဆုံးကနန်းဖန်းရာသီရောက်လာပါပြီ။ကောင်းကင်တောင်မလင်းသေးခင်စိတ်ကမ်းမှာငါးဖန်းလေတွေအားလုံးအသင်းဖြစ်နေချိန်မှာခြံကန်းကသူ့ရဲ့လေကြီးပေါ်မှာဂုံယူဝင်းကြွားစွာမတ်တက်ရက်ပြီးကျွန်တော်သူ့စီအလုပ်ပြန်လာလုပ်မယ်လို့ထင်မှတ်နေခဲ့တာပါ။ဒါပေမဲ့သူလက်ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်ကလေကိုအုပ်ထားတဲ့မိုးကာစာကိုအားရပါရဆွဲခွာချလိုက်ပါတယ်။အရင်ကမဲတူပြီးမီးလောင်ထားတဲ့လေဟောင်းလေးဟာအခုတော့အစိမ်းရောင်တုတ်ထားပြီးအတစ်ဆက်ဆက်လို့ပြောင်း
င်းလဲသွားခဲ့တာကိုသူတွေ့သွားတယ်။ကနန်းလောင်ချိုင်ဆွဲတဲ့စက်တွေမှာလည်းစီတွေပြန်ထည့်ထားပြီးအင်ဂျင်စက်ကိုနှိုးလိုက်တော့လေအတန်ကတည်ငြိမ်ပြီးအားကောင်းတဲ့ဟိန်းတန်ကြီးထွက်ပေါ်လာပါတယ်။ကျွန်တော်လေးဦးပိုင်းမှာမတ်တက်ရက်ပြီးလှေကြိုးတွေကိုကျွမ်းကျင်စွာဖြုတ်နေတာကိုမြင်လိုက်ရတဲ့ချန်ကန်ရဲ့မျက်နှာကချက်ချင်းဆိုသလိုမင်းမောင်သွားပြီးဒေါသတကြီးနဲ့အော်ဟစ်ဆဲဆိုပါတော့တယ်။ကျွန်တော်ကလည်းဒီနေ့ကစပြီးကိုကနန်းကိုဖမ်းမယ်လို့ပြက်ပြက်တသားပြန်ပြောလိုက်ပါတယ်။ဒီလိုစကားများနေတဲ့အချိန်မှာပဲပထွေးဖြစ်သူချန်ချန်ကောကကျွန်တော်အမေကိုအတင်းကြမ်းကြမ်းတန်းတန်းတွန်းခေါ်လာပြီးစိတ်ကန်းကိုရောက်လာတယ်။အမေကငိုယိုပြီးလှေတိုင်းကိုတင်းတင်းကြပ်ကြပ်ဖတ်ထားရင်းအဖေဖြစ်သူကိုမခံစားရအောင်မလုပ်ဖို့လှေပေါ်ကဆင်းပြီးအကိုဖြစ်သူကိုတောင်းပန်ဖို့နဲ့ဒီလိုအနေရများတဲ့လှေစုပ်ကြီးနဲ့ပင်လယ်ထဲမထွက်ဖို့အမေစကားကိုနားထောင်ဖို့ငိုယိုကတားဆီးနေပါတော့တယ်။ကျွန်တော်ကတော့ငိုယိုနေတဲ့အမေကိုအေးဆက်ဆက်အကြည့်တွေနဲ့သာကြည့်နေခဲ့ပြီးအနားကိုရှောက်သွားကလှေတိုင်းကိုကင်ထားတဲ့အမေလက်ချောင်းတွေကိုတစ်ချောင်းချင်းအားသုံးပြီးဖယ်ချလိုက်ပါတယ်။ပြီးတော့အမေကဒူးထောက်ပြီးအသက်ရှင်ခြင်းပေမဲ့ကျွန်တော်ကတော့မတ်တက်ရက်ပြီးအသက်ရှင်မယ်လို့ပြောလိုက်တော့အမေကမျက်ရည်တွေပေါက်ပေါက်ကြရင်မြင်သက်ဆွန်သွားခဲ့ပါတယ်။အဲ့ဒီနောက်ကျွန်တော်ဘသူကမှထပ်မကြည့်တော့ပဲလှေဆက်နိုးပြီးစိတ်ကန်းကနေထွက်ခွာလာခဲ့ပါတယ်။ကမ်းပေါ်ကချန်ကန်းကတော့အဲ့ဒီအခြေအနေကိုလက်မခံနိုင်ပဲဒေါသတွေပောက်ကွဲကသူ့အဖေချန်ချန်ကော်ရဲ့တခြားလေသားအဟောင်းတွေရဲ့နဲ့အတူသူတို့ရဲ့လှေကြီးကိုမောင်းပြီးကျွန်တော်နောက်ကိုအနီးကပ်လိုက်လာခဲ့ပါတယ်။ကျွန်တော်နောက်ကိုလိုက်နေရင်ကနန်းအောင်တဲ့နေရာတွေကိုအလွယ်တကူသိမယ်လို့သူကအပြေအဝတွက်ထားတာပါ။ဒါပေမဲ့ပင်လယ်ဆိုတာအမြဲတမ်းပြောင်းလဲနေတဲ့အရင်ကကနန်းဖမ်းမှုတဲ့နေရာဟောင်းတွေမှာအခုကနန်းမရှိတော့ဘူးဆိုတာကိုသူလုံးဝမသိပါဘူး။ဒါကြောင့်ကျွန်တော်ကတတ်မဲ့လှေကိုရေစီးကြောင်းတွေအလွန်ရှုပ်ထွေးပြီးအနေရများတဲ့ကြောက်ဆောင်တိန်တဲ့နေရာကိုမောင်းသွားလိုက်ပါတော့ကျွန်တော်ကလှေကိုရေစီးကြောင်းတွေအလွန်ရှုပ်ထွေးပြီးအနေရများတဲ့ကြောက်ဆောင်တိန်တဲ့နေရာကိုမောင်းသွားလိုက်တယ်။ချန်ကန်းရဲ့လှေကြီးကအဲ့ဒီနေရာကိုလုံးဝမကက်ရဲတော့ပါဘူး။ကျွန်တော်လှေကိုတီတီငင်ငင်ရက်လိုက်ပြီးလှေဦးပိုင်းကိုရှောက်သွားကကျွန်တော်ရဲ့ထူးခြားတဲ့ဘယ်ဘက်မျက်လုံးနဲ့ပင်လယ်ရေပြင်ကိုစူးစိုက်ကြည့်လိုက်ပါတယ်။တာမန်လူတွေအမြင်မှာတော့အယောင်လက်နေတဲ့ရေလိုင်းတွေနဲ့အမြုပ်ထနေတဲ့ပင်လယ်ပြင်တက်တက်တာဖြစ်ပေမဲ့ကျွန်တော်ရဲ့ကြောင်မျက်လုံးလိုထူးခြားတဲ့မျက်လုံးထဲမှာတော့ပင်လယ်ရေပြင်ကရှင်းလင်းပြတ်သားတဲ့အလွှာလေးတွေဖြစ်ချက်ချင်းကွဲပြားသွားပြီးရေအောက်3မီတာလောက်မှာရေချိုနဲ့ရေငန်ဆက်နေတဲ့အလွန်သေးငယ်တဲ့လမ်းကြောင်းကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်။အဲ့ဒီနေရာကရွှွန့်နွံတွေတဲတွေကြားထဲမှာဈေးကြီးဆုံးအကောင်းစားအဝါရောင်စီကနန်းတွေညဘက်လမ်းလျှောက်သွားရင်ထွက်လာတဲ့လေပေါင်းလေးတွေကိုတွေ့လိုက်ရပါတယ်။ရေစစ်သွားတဲ့အချိန်ကိုတေချာဆောင်ပြီးကျွန်တော်ကနန်းလောင်ချိုင်ဆွဲတဲ့ဆက်ကိုအားရပါရတွန်းချလိုက်တဲ့အခါကနန်းလောင်ချိုင်ပေါင်းများစွာကတဒန်းနဲ့ဖြစ်သွားပြီးအဲ့ဒီရေနက်ပိုင်းစီကိုတိတိကျကျပစ်ချလိုက်ပါတယ်။တစ်ဖက်မှာတော့ချန်ချန်ကောကသူ့ရဲ့လွန်ခဲ့တဲ့10နှစ်လောက်ကအတွေ့အကြုံဟောင်းတွေကိုအားကိုးပြီးအရှိတောင်ဘက်ကရွှွန့်ပြင်မှာအရင်ကကနန်းစိမ်းကြီးတွေရှိတယ်ဆိုကလောင်ချိုင်တွေချဖို့ချန်ကန်ကိုရန်တန်းခိုင်းနေပါတယ်။ဒါပေမဲ့သူတို့ချလိုက်တဲ့လောင်ချိုင်တွေကရေအောက်ကအကြမ်းပန်းစီးဆင်းနေတဲ့ရေစီးကြောင်းကြောင့်လွင့်ပါသွားပြီးကျိုးတွေအကုန်လုံးရေအောက်မှာအသေးချရှုပ်ထွေးသွားကနောက်ဆုံးမှာတော့စွန့်ပစ်ထားတဲ့ခရူးခုံပုံတွေကြားထဲကိုရောက်သွားခဲ့တယ်။ချန်ကန်ကလောင်ချိုင်တွေပြန်ဆွဲတင်တဲ့အခါအကုန်လုံးအလွတ်တွေကြီးဖြစ်နေလို့ချွေးတွေပြန်လာပြီးအရင်တုန်းကချရင်အပြည့်ရပါရဲ့နဲ့အခုမှဘာလို့လွတ်နေရတာလဲဆိုကလေသားတွေကိုဒေါသတကြီးအော်ဟစ်ဆဲဆိုပါတော့တယ်။လေသားတွေကလည်းခေါင်းငုံပြီးအရင်ကရွေးတဲ့နေရာတွေကကျွန်တော်ရွေးပေးခဲ့တာလို့တိုးတိုးလေးညီးတွားနေကြတယ်။၃ရက်ကြာပြီးနောက်မှာတော့လှေနှစ်စီးစလုံးစိတ်ကန်းကိုတပြိုင်နက်တည်းပြန်ရောက်လာခဲ့ကြပါတယ်။ချန်ကန်ရဲ့လှေကအရင်ရောက်လာပြီးလှေဝမ်းတကားကိုဖွင့်လိုက်တဲ့အခါမှာတော့လှေဝမ်းထဲမှာအရေသွေးညက်နဲ့ကနန်းသေးလေးတွေတဝက်လောက်သာပါလာပြီးအရွယ်စားသေးငယ်ယုံတာမကလက်မတွေကလည်းပျော့ခွေနေပါတယ်။ကနန်းဝယ်မဲ့ဖောက်တဲ့တထေးတွေကလာကြည့်ပြီးဒီအစ်စ်နဲ့ဘယ်လိုလုပ်ရောင်းလို့ရမလဲဆိုကအကုန်လုံးကောင်းခါသွားကြပါတယ်။အဲ့ဒီအချိန်မှာကျွန်တော်ရဲ့လှေဟောင်းလေးစိတ်ကန်းကိုဖြည်းဖြည်းချင်းစိုက်လာပါတယ်။ကမ်းပေါ်မှာကျက်ရှူဝမ်ကအေးခန်းကားနဲ့အစောကြီးကလေးကကြိုးဆောင်နေတယ်လို့ရွာသားတွေအားလုံးရဲ့အကြည့်တွေကလည်းကျွန်တော်လေပေါ်ကိုရောက်နေပါတယ်။လူအုပ်ထဲကတချို့ကလည်းဒီလေစုံနဲ့ဘာကောင်းတာရမှလဲစီဖိုးတောင်ကာမိမှာမဟုတ်ဘူးလို့ဝိုင်းပြီးလောင်ပြောင်ပြောဆိုနေကြပါတယ်။ကျွန်တော်ဘာမှပြန်မပြောဘဲလှေပေါ်ကရေရှင်ကန်ရဲ့တကားကိုတန်းပြီးဖွင့်ချလိုက်ပါတယ်။ဝုန်းကနေမြည်တန်တဲ့အတူအနီရောင်စီတွေအပြည့်ပါတဲ့ကနန်းစိမ်းကြီးတွေအချင်းချင်းထိခိုက်မိတဲ့အတန်တွေကကြီးလင်းပြတ်သားစွာထွက်ပေါ်လာပါတယ်။ကနန်းတိုင်းကအခွန်ထူထူလက်မကြီးကြီးတွေနဲ့ကျမ်းမာရေးကောင်းမွန်စွာအယောင်လက်နေပြီးအစီတွေကလည်းအခွန်ကိုတောင်ဖောက်ထွက်မတက်ပြည့်ဖြိုးနေပါတယ်။အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အချိန်မှာတော့ခုနကစူညံနေတဲ့စိတ်ကန်းတစ်ခုလုံးချက်ချင်းတိတ်ဆိတ်သွားပါတော့တယ်။အဲ့ဒီနောက်မှာတော့ကျွန်တော်ကအပေါ်ကနေဆွဆွနေတဲ့မျက်ခြောက်တွေဖုံးထားတဲ့ချင်းတောင်းတွေကိုတစ်ခုချင်းဖွင့်ပြလိုက်ပါတယ်။အဲ့ဒီထဲမှာတော့တကောင်လုံးရွှေရောင်ဝင်းလက်နေပြီးလက်မထိတ်လေးတွေစီကနေတောင်အစီတွေစိတ်ထွက်နေတဲ့အလွန်ရှားပါလာတဲ့အကောင်စားအဝါရောင်စီကနန်းဆယ်ကျော်လောက်ကအထဲမှာငိမ့်သက်စွာဝင့်နေကြပါတယ်။ခဏတာတိတ်ဆိတ်သွားပြီးနောက်မှာတော့ရွာသားတွေအားလုံးစီကနေဒါတကယ်အဝါရောင်စီကနန်းအစ်စ်တွေပဲဆိုပြီးအော်ဟစ်လိုက်တဲ့အတန်တွေပောက်ကွဲထွက်လာပါတော့တယ်။စိတ်ကန်းမှာကျွန်တော်ဖမ်းလာတဲ့အကောင်စားအဝါရောင်စီကနန်းတွေကိုစားတောက်ဆိုင်ပိုင်ရှင်တွေကအလူရက်လာဝယ်ကြပြီးတကောင်ကို1500ကနေ1800အထိဈေးပြိုင်ပေးကြတဲ့အခါကျွန်တော်လေပေါ်ကကနန်းတွေအားလုံးဟာစုစုပေါင်းငွေ340အထိရရှိခဲ့ပါတယ်။ကျွန်တော်ကအဲ့ဒီငွေထုတ်ထူကြီးကိုအိတ်ထဲထည့်နေတော့မလန့်မကန့်မှရက်နေတဲ့ခြံကန်းကိုလှမ်းကြည့်လိုက်တော့သူ့မျက်နှာကစက်ကူလိုဖြူရော်နေပြီးကျွန်တော်လက်ထဲကငွေတွေကိုမနာလိုမှုတွေမယုံကြည်နိုင်မှုတွေနဲ့စိုက်ကြည့်နေတာကိုတွေ့လိုက်ရတယ်။အရင်တုန်းကသူရှာနိုင်ခဲ့တဲ့ငွေတွေအားလုံးဟာသူ့လေကြောင့်မဟုတ်ပဲသူအမြဲနေခဲ့တဲ့ကျွန်တော်ရဲ့ဒီကြောင်မျက်လုံးကြောင့်ဆိုတာကိုသူအခုမှအသေးချာသဘောပေါက်သွားပုံရပါတယ်။ပြဿနာကခြံကန်းဟာဖောက်တဲ့ကြီးတယောက်စီကနေစရန်ငွေကြိုယူထားပြီးအကောင်စားကနန်းအနီပိတာ900နဲ့အဝါရောင်စီကနန်းအကောင်20ရှာပေးပါမယ်လို့ကတိပေးထားခဲ့တာပါ။အခုကျွန်တော်ထွက်သွားတော့သူကနန်းမရှာနိုင်တဲ့အခါစရန်ငွေရဲ့ဆယ်ဆကိုရော်ရမယ့်ကိန်းဆိုင်နေပြီးအဲ့ဒီငွေပမာဏကသူ့အတွက်တောင်ကြီးတစ်လုံးဖိထားတယ်လို့ဖြစ်နေတာလုံးဝမယုံနိုင်ပါဘူး။အဲ့ဒီနေ့မိုးလွဲပိုင်းမှာပဲပထွေးဖြစ်သူချန်ချန်ကောကအမေကိုစိတ်ကန်းစီအတင်းလုပ်ပြီးကျွန်တော်ကိုလာတောင်းဆိုခိုင်းပါတယ်။အမေကကျွန်တော်လေနာကိုရောက်လာတဲ့အခါမျက်လုံးတွေညီရဲရောက်အန်းနေပြီးခုလေးတွေငူထားတာတိတာနေပါတယ်။သူမကခြံကန်းရော်ကြီးမပေးရအောင်ကနန်းပိတာ200လောက်သူ့ကိုခွဲပေးဖို့မဟုတ်ရင်ချန်ချန်ကောကသူမကိုရိုက်တက်လိုက်မယ်လို့ငိုယိုပြီးတောင်းဆိုပါတယ်။ဒီမြင်ကွင်းကိုဘေးကရွာသားတွေကမြင်တော့ကျွန်တော်ကပတ်စံရလာတာနဲ့မိဘကိုတော့မတိတတ်တော့ဘူး။တွေးရက်ဆက်တယ်ဆိုပြီးကိုချင်းစာတရားကောင်းစင်တက်ကဝိုင်းဝန်းခဲ့ရကြပါတယ်။အရင်ကဆိုရင်တော့ကျွန်တော်တီးခံခဲ့မိမှာပါ။အမေလည်းတနေ့ကျွန်တော်ပဲရက်တီလာမလားမျှော်လင့်ခဲ့ဘူးတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့ကျွန်တော်လုံးဝတီးမခံချင်တော့ပါဘူး။အမေကကျွန်တော်စိတ်ပြော့သွားပြီးထင်ပြီးမျက်ရည်တွေတုတ်ကကျွန်တော်ကိုလိမ့်ပါတယ်လို့ပြောလာပါတယ်။ဒါပေမဲ့ကျွန်တော်ကသူမစကားကိုဂရုမစိုက်ပဲဖုန်းကိုထုတ်ပြီးနှစ်ကုံပိုင်းပတ်စံခွဲဝေတဲ့နေ့ကတကားပြင်ကနေကျွန်တော်ခိုးသွင်းထားတဲ့အတန်ဖိုင်တစ်ခုကိုအားလုံးရှိမှဖွင့်ပြလိုက်ပါတယ်။အဲ့ဒီအတန်ဖိုင်ထဲမှာခြံ
ကန်းကကျွန်တော်ကိုအောက်ခြေသိမ်းအလုပ်သမားတယောက်ထက်မပိုဘူးလို့မောက်မာစွာပြောနေတယ်လို့ချန်ကျန့်ကော်ကလည်းကျွန်တော်ကိုအပြင်ကရောက်လာတဲ့တရဝါဆန်းဆိုပြီးငွေ2000ပေးတာတော့များနေပြီလို့ပြောထားပါတယ်ပိုဆိုးတာကချန်ကန်းရဲ့သမီးကပါကျွန်တော်ကိုကြောင်မျက်လုံးတရေရိုက်တက်လိုက်လို့ရေမောနေတဲ့အတန်တွေပါဝင်နေပါတယ်အဲ့ဒီလိုရက်ဆက်တဲ့စကားတွေပြောနေချိန်မှာအမေကအစကနေဆုံးထိကျွန်တော်ဘက်ကနေတခုံးမှဝင်မပြောပေးခဲ့တာကိုအားလုံးကြားသွားကြပါတယ်အတန်ဖိုင်လဲဆုံးရောစိတ်ကန်းတစ်ခုလုံးတင်းချိုင်းကုန်းလိုတိတ်ဆိတ်သွားပြီးခုနကကျွန်တော်ကိုဝိုင်းပြောနေတဲ့ရွာသားတွေလည်းတစ်ဆက်ပိတ်သွားကြတယ်ကျွန်တော်ကအမေကိုအေးဆက်ဆက်စိုက်ကြည့်ပြီးချမ်းမီသားစုမှာအမေနေလို့ကောင်းဖို့အတွက်ကိုသားအရင်ရဲ့သွေးကိုစုပ်ယူရတော့မလားလို့မေးလိုက်တဲ့အခါအမေကမျက်နှာကိုအုပ်ပြီးရှိုက်ကြီးတင်ငင်ကိုပါတော့တယ်ဒါပေမဲ့ကျွန်တော်အမေကိုတစ်ချက်လေးတောင်လှည့်မကြည့်တော့ပဲလေပေါ်ကကနန်းတွေအကုန်လုံးကိုအပြင်ကလာဝယ်တဲ့အေးခန်းကားပေါ်တင်ပေးလိုက်ပြီးချန်ကန်းအတွက်တကောင်မှမချန်ထားပေးခဲ့ပါဘူးချန်ကန်းဟာရော်ချင်းငွေတောင်းခံရမှုတွေကြောင့်လမ်းစပြောက်ပြီးကျွန်တော်စီကိုလည်းမျက်နှာပြောင်းတိုက်မလာရဲတော့ပဲကြွယ်ရမှာအကြံတယောကတွေစတင်သုံးလာပါတော့တယ်တညမှာကျွန်တော်ပင်လယ်ပြင်ကိုကနန်းလောင်ချိုင်းတွေတွားချတဲ့အခါအနောက်ကနေမီးမဖွင့်ထားတဲ့လေတစည်းကတိတ်တဆိတ်ခိုးလိုက်လာတာကိုကျွန်တော်ရဲ့ညဘက်ဆိုပိုလင်းလင်းထင်းထင်းမြင်ရတဲ့မျက်လုံးတွေနဲ့တွေ့လိုက်ရပါတယ်အဲ့ဒါချန်ကန်းရဲ့လေဖြစ်ပြီးကျွန်တော်ကနန်းချတဲ့နေရာတွေကိုခိုးကြည့်ဖို့လိုက်လာတာပါပင်လယ်ပြင်ရဲ့သဘောတဘာဝကိုနေရာလောက်တည်ုံနဲ့မရဘူးဆိုတာကိုသူမသိရှာပါဘူးကျွန်တော်ကလည်းသူတို့လိုက်လာမှန်းသိလို့လေကိုလူသူအရောက်ပေါက်နေတဲ့ရေပြင်ဘက်ကိုတမင်မောင်းသွားလိုက်ပါတယ်အပေါ်ရန်ကြည့်ရင်ရေပြင်ကမှတ်တစ်ချက်လိုငြိမ်သက်နေပေမဲ့ကျွန်တော်ရဲ့ကြောင်မျက်လုံးနဲ့ကြည့်လိုက်တဲ့အခါရေအောက်မှာရေစီးကြောင်းအလွန်ကြမ်းတမ်းပြီးအန္တရာယ်များတဲ့ရှုံမြောင်သုံးခုကိုထင်ရှားစွာတွေ့ရပါတယ်အဲ့ဒီရေစီးကြောင်းတွေကဒီရေကျသွားတာနဲ့တပြိုင်နက်အပေါ်ကရှုံနုံတွေဟာလူကိုမျိုးချမဲ့နွန်အိုင်တွေအဖြစ်ချက်ချင်းပြောင်းလဲသွားတတ်ပါတယ်ကျွန်တော်ကအဲ့ဒီရေစီးကြောင်းနဲ့လုံခြုံတဲ့တဲတောင်ပြင်ကြားကနေဆက်ကိုတေချာရှာဖွေပြီးအန္တရာယ်ကင်းတဲ့အဆုံးဖက်မှာပဲလောင်ချိုင်းတွေကိုအတိအကျချကလှေကိုချက်ချင်းပြန်လှည့်လာခဲ့ပါတယ်ဒုတိယနေ့ညတကောင်ရံမှာတော့ချန်ကန်းနဲ့ချန်ကျန့်ကော်တို့ကအဲ့ဒီနေရာကိုတိတ်တဆိတ်ရောက်လာကြပါတယ်ချန်ကန်းကရေပြင်ပေါ်ကဘော်ယာတွေကိုတွေ့တော့ကျွန်တော်ချထားတဲ့နေရာဆိုပြီးဝမ်းတာအားရပြနေတယ်လို့ချန်ကျန့်ကော်ကလည်းလောဘကြီးနဲ့မိုးမလင်းခင်လောင်ချိုင်းတွေအကုန်ဆွဲတင်ဖို့အမိန့်ပေးနေပါတယ်သူတို့နှစ်ယောက်ကရေအောက်ကအန္တရာယ်ကိုလုံးဝမသိပဲလှေကိုရေစီးကြောင်းနှစ်ခုစုံတဲ့နေရာအထိမောင်းသွားခဲ့ကြတယ်လောင်ချိုင်းကိုဆက်နဲ့ဆွဲတင်လိုက်တာနဲ့တပြိုင်နက်ရေအောက်ကပြင်းထန်တဲ့ရေစီးကြောင်းကကျိုးတွေကိုလိမ့်ဆွဲသွားပြီးလှေရဲ့ပန်ကာမှာကျိုးတွေပတ်မိသွားပါတော့တယ်လှေကထိမ့်မရပဲကြောက်ဆောင်ကိုဝင်တိုက်တော့မဲ့အခြေအနေရောက်သွားတဲ့အခါချန်ကျန့်ကော်ကဓာတ်တစ်ချောင်းကိုကင်ပြီးပန်ကာကကျိုးတွေကိုဖျက်ဖို့ရေထဲကိုခုန်ဆင်းသွားပါတယ်ဒါပေမဲ့သူခြေချလိုက်တဲ့နေရာကတဲတောင်ပြင်မဟုတ်ပဲစိတ်ကပ်နေတဲ့ရေနက်ပိုင်းကရှုံနုံတွေဖြစ်နေပြီးသူချက်ချင်းဆိုသလိုနုံထဲကိုကျုံဝင်သွားပါတော့တယ်သူကကယ်ပါဦးလို့အော်ဟစ်လိုက်တဲ့အခါလှေပေါ်ကချန်ကန်းကကျိုးတစ်ချောင်းယူပြီးဆင်းကယ်ဖို့ကြိုးစားပါတယ်ဒါပေမဲ့ချန်ကန်းလည်းရေထဲရောက်တာနဲ့နုံထဲကိုခြေနှစ်ဖက်စလုံးကျုံဝင်သွားပြီးရုံးမထွက်နိုင်တော့ပါဘူးရေခဲသမျှအေးဆက်နေတဲ့ဒီရေတွေကလည်းတဖြည်းဖြည်းတက်လာနေပြီးသူတို့နှစ်ယောက်လုံးလုံမရပဲအသက်အန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်ချန်ကျန့်ကော်ကသူ့ကိုဆွဲတင်ပေးဖို့ချန်ကန်းကိုအော်ပြောပေမဲ့ချန်ကန်းကိုယ်တိုင်လည်းနုံနစ်နေလို့ဘာမှမလုပ်နိုင်တော့ပါဘူးနောက်ဆုံးတော့ချန်ကန်းကကြောက်လန့်တကြားနဲ့ရေဆိုခံဖုန်းကိုထုတ်ပြီးကမ်းခြေဆောင်တက်စီကိုအကူအညီတောင်းတဲ့ဖုန်းခေါ်ဆိုလိုက်ပါတော့တယ်အဲ့ဒီချိန်မှာကျွန်တော်ကအိမ်မှာကျန်းရှုဝန်ချက်ပေးထားတဲ့ချင်းပြုတ်ကြီးကိုတောက်နေရင်ကမ်းခြေဆောင်တက်ကနေအကူအညီတောင်းတဲ့ message ကိုရရှိခဲ့ပါတယ်နေရာကိုကြည့်လိုက်တာနဲ့အဲ့ဒီလူမိုက်နှစ်ယောက်ကျွန်တော်လောင်ချိုင်းတွေကိုတွားခိုးရင်ဒုက္ခရောက်နေတာဆိုတာချက်ချင်းသိလိုက်တယ်ကျန်းရှုဝန်ကသူတို့ဘာသာခိုးရင်ဖြစ်တာမို့တွားမကယ်ဖို့တားပေမဲ့ကျွန်တော်ကပင်လယ်ပြင်မှာလူသေးတာကိုမြင်ရင်မကယ်ပဲမနေရဘူးဆိုတဲ့စီကံကိုပြောပြပြီးကျွန်တော်လေဟောင်းကိုမောင်းကအမြန်ဆုံးတွားရောက်ခဲ့ပါတယ်ကျွန်တော်ရောက်သွားချိန်မှာမိုးလင်းစပြုနေပြီဖြစ်ပြီးကမ်းခြေဆောင်တက်ရဲ့အမြန်ရေရင်တွေကလည်းအသိရောက်နေပါပြီဒါပေမဲ့ရေအောက်ကအန္တရာယ်များတဲ့ရှုံနုံတွေနဲ့ရေစီးကြောင်းတွေကြောင့်ဘယ်သူမှရှိမတိုးရဲပဲအဝေးကနေဒါရက်ကြည့်နေရပါတယ်တာမန်လူတွေမျက်စိထဲမှာတော့ရေပြင်ကငြိမ်သက်နေပေမဲ့ကျွန်တော်လေဦးပိုင်းမှာမတ်တက်ရက်ပြီးကျွန်တော်ရဲ့ဘယ်ဘက်မျက်လုံးနဲ့တေချာဆူးစိုက်ကြည့်လိုက်တဲ့အခါမျက်လုံးအိမ်ကကြောင်မျက်လုံးလိုတေးတွေဆူရှာသွားပြီးရေအောက်ကအန္တရာယ်များတဲ့ရေစီးကြောင်းတွေလုံခြုံတဲ့တဲတောင်ပြင်လမ်းကြောင်းတွေကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရပါတယ်ကျွန်တော်ကကမ်းခြေဆောင်တက်စီကကယ်ဆယ်ရေးကျိုးကိုတောင်းယူပြီးခါမှာတင်းတင်းကြပ်ကြပ်ချီနှောင်ကလုံခြုံတဲ့လမ်းကြောင်းအတိုင်းတူးလောက်ရှိတဲ့ရေထဲကိုဆင်းလျှောက်သွားခဲ့ပါတယ်ကျွန်တော်အနားရောက်သွားတဲ့အခါပထွေးဖြစ်သူချန်ကျန့်ကော်ကရှုံနုံထဲမှာတဝက်လောက်အထိနစ်မြုပ်နေပြီးအကိုဖြစ်သူချန်ကန်းကလည်းမျက်နှာတွေဖြူရောကကြောက်လန့်တကြားနဲ့သူ့ကိုကယ်တင်ဖို့အော်ဟစ်နေပါတယ်ကျွန်တော်ကချန်ကန်းရဲ့အော်ဟစ်နေတာကိုလုံးဝဂရုမစိုက်ပဲကြိုးကိုတေချာချီပြီးချန်ကျန့်ကော်ရဲ့ဂျိုင်းအောက်ကိုတိတိကျကျပြစ်သွင်းပေးလိုက်ပါတယ်ပြီးတော့လှေပေါ်ကကမ်းခြေဆောင်တက်ကိုဆွဲတင်ဖို့လှမ်းအော်လိုက်တဲ့အခါလှေပေါ်ကဆက်ရန်ရရဲ့အားနဲ့ချန်ကျန့်ကော်ကိုရှုံနုံထဲကနေအမြန်ဆွဲထုတ်နိုင်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ချန်ကန်းကိုပါအလားတူနီးလန်းနဲ့ဆွဲထုတ်ကယ်တင်ပေးခဲ့ပါတယ်သူတို့နှစ်ယောက်ကိုလှေပေါ်ဆွဲတင်ပြီးမကြခင်မှာပဲရေခဲသမျှအေးဆက်နေတဲ့ဒီရေတွေကသူတို့ခုနကနစ်နေတဲ့နေရာကိုလုံးဝဖုံးလွှမ်းသွားခဲ့ပါတယ်ကျွန်တော်သာ9မိနစ်လောက်နောက်ကျသွားခဲ့ရင်သူတို့ရဲ့အလောင်းကိုတောင်ရှာတွေ့မှာမဟုတ်ပါဘူးသူတို့အသက်ဘေးကလွတ်သွားတော့အနည်းဆုံးကျေးဇူးတင်စကားတစ်ခွန်းလောက်တော့ပြောလိုက်မယ်လို့ကျွန်တော်ထင်ခဲ့မိတာပါဒါပေမဲ့ချန်ကန်းကရှုံရည်တွေကိုထွေးထုတ်ရင်းထလာပြီးကျွန်တော်ကိုသူ့ကိုတေအောင်ကနန်းလောင်ချိုင်းတွေကိုတမင်အဲ့ဒီနေရာမှာချထားတာဆိုပြီးလက်ညှိုးထိုးကအော်ဟစ်ဆဲဆိုပါတော့တယ်ချန်ကျန့်ကော်ကလည်းအနေရရှိမှန်းသိရနဲ့ဘာလို့မပြောပြတာလဲဆိုပြီးကျွန်တော်ကိုကျေးဇူးကန်းတဲ့ကောင်အဖေနဲ့အကိုကိုပါတေအောင်လုပ်တယ်ဆိုကဒေါသတကြီးဆွဆွဲလာပါတယ်သူတို့ရဲ့စကားတွေကြောင့်စိတ်ကမ်းမှာဝိုင်းကြည့်နေတဲ့ရွာသားတွေကပါကျွန်တော်ကိုမိသားစုကိုတောင်လှုပ်ကြံရတဲ့လူယုံမှဆိုပြီးဝိုင်းဝန်းကြဲရကြပါတော့တယ်ကျွန်တော်ကတော့အဲ့ဒီဆွဆွဲချက်တွေကိုဘာမှပြန်မဖြေပဲရှွန့်တွေပေးချင်နေတဲ့ကြားကနေအေးဆက်ဆက်ရေမောလိုက်ပြီးရေဆိုခံအိတ်ထဲကဖုံးကိုထုတ်ယူလိုက်ပါတယ်ပြီးတော့ကျွန်တော်ရဲ့ကနန်းလောင်ချိုင်းတွေမှာတက်ဆင်ထားတဲ့ဖက်တီနေရာပြစနစ်ကိုဖွင့်ပြလိုက်ပါတယ်ညလေ3:15မိနစ်မှာကျွန်တော်ရဲ့လောင်ချိုင်းတွေရွှေ့ပြောင်းခံရကြောင်းအချက်ပြလာပြီး3:20မိနစ်20မှာတော့ချန်ကန်းရဲ့လေစီကနေအကူအညီတောင်းတဲ့အချက်ပြတံပေါ်လာတာကိုအားလုံးကိုရှင်းရှင်းလင်းလင်းပြသလိုက်ပါတယ်အဲ့ဒီနောက်ကမ်းခြေဆောင်တက်ကိုစိတ်ကန်းက CCTV မှတ်တမ်းကိုကြည့်ခိုင်းလိုက်တဲ့အခါညနေနာရီခွဲမှာချန်ကန်းရဲ့လှေကတိတ်တဆိတ်ထွက်ခွာသွားတာကိုတွေ့ရပြီးကျွန်တော်လေကတော့မနက်အထိစိတ်ကန်းမှာငြိမ်ငြိမ်လေးရှိနေခဲ့တာကိုအားလုံးမျက်မြင်ကိုယ်တွေ့ဖြစ်သွားပါတယ်အဲ့ဒီတော့မှကျွန်တော်ကအားလုံးရှိမှသူတို့ကညတကောင်ကြီးကျွန်တော်ရဲ့ကနန်းလောင်ချိုင်းတွေကိုလာခိုးရင်းလှေရဲ့ပန်ကာမှာကျိုးတွေညှိပြီးဒုက္ခရောက်ခဲ့ရတာလို့ပြပြတတရှင်းပြလိုက်ပါတယ်ဒီအမှန်တရားလဲပေါ်သွားရောခုနကကျွန်တော်ကိုဝိုင်းဆဲနေတဲ့ရွာသားတွေကသူတို့ကိုတခိုးတွေသူများပစ္စည်းခိုးပြီးအသေးခံရမလို့ဖြစ်တာတောင်ကျေးဇူးရှင်ကိုပြန်ဆွဆွဲတယ်ဆိုပြီးဝိုင်းဝန်းလောင်ပြောင်ကြပါတော့တယ်အထောက်ထားတွေခိုင်လုံနေတဲ့အတွက်ကမ်းခြေဆောင်တက်ကချန်ကန်းနဲ့ချန်ကျန့်ကော်တို့ကိုချက်ချင်းပဲလက်ထိတ်ခတ်ပြီးဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်ဒီသတင်းကရွာထဲမှာအလင်းအမြန်ပြန့်နှံ့သွားပြီးသူတို့နဲ့စာချုပ်ချုပ်ထားတဲ့ဖောက်တီတထေးကြီးကလည်းသူတို့ရဲ့အကျင့်စရိုက်ကိုတီးသွားတဲ့အခါစာချုပ်တွေအကုန်ချက်ချင်းဖျက်သိမ်းပြီးတရားရုံးကနေပိုင်ဆိုင်မှုတွေကိုတင်းစီကရော်ချင်းငွေ320အထိတောင်းခံခဲ့ပါတယ်ချန်မီသားစုဟာအကျွေးတွေဆက်ဖို့အတွက်ကားအစ်စ်တွေမြို့ထဲကအိမ်တွေနဲ့သူတို့ဂုံယူဝင်ကြွားခဲ့တဲ့ကနန်းဖန်းလေကြီးကိုပါတရားရုံးကနေအတင်းအကျပ်ရောင်းချတာကိုခံလိုက်ရပါတယ်ဒါတောင်မှအကျွေး20သိန်းလိုနေသေးတဲ့အချိန်မှာချန်ကျန့်ကော်ကစိတ်ထိခိုက်ပြီးဒေါသထွက်ကရုတ်တရက်လဲကျသွားခဲ့ပါတယ်ဆေးရုံရောက်တော့အုံနောက်သွေးကြောပြတ်သွားလို့ချက်ချင်းဦးကောင်း
ခွဲစိတ်ဖို့လိုအပ်ပြီးခွဲစိတ်စရိတ်က30ခန်းလောက်ကုန်ကြမယ်လို့ဆရာဝန်ကပြောပါတယ်ခြံကန်းကလည်းအချုပ်ထဲမှာဆိုတော့ခြံမိသားစုမှာပတ်စံတပြားမှမရှိတော့ပါဘူးအမေကပတ်စံလိုက်ချေးပေမဲ့အရင်ကသူတို့ကိုဖားရနေတဲ့သူတွေကအစအခုတော့မျက်နှာလွဲသွားကြလို့နောက်ဆုံးမှာတော့လမ်းစာပြောက်ပြီးကျွန်တော်စီကိုရောက်လာပါတော့တယ်အဲ့ဒီညကမိုးတွေအရမ်းရွာနေပြီးကျွန်တော်ကအစ်စ်ငှားထားတဲ့အေးခန်းကိုတောင်ထဲမှာကျန်းရှုဝန်နဲ့အတူစည်ရင်တွေတိုက်စစ်နေချိန်ကိုတောင်တကားလာခောက်တန်ကြားလိုက်ရပါတယ်တကားဖွင့်ကြည့်လိုက်တော့အမေကမိုးရေတွေရွှဲရွှဲဆိုနေပြီးကျွန်တော်ကိုမြင်ချင်းပဲသူ့ယောက်ျားကိုစေးရုံကပတ်စံမပေးရင်ခွဲစိတ်မပေးဘူးဆိုလို့ကဲဖို့အတွက်ပတ်စံ30ခန်းလောက်ချေးပေးဖို့ငိုယိုပြီးတောင်းပန်ပါတော့တယ်ကျွန်တော်ကတော့မျက်ရည်တွေနဲ့ငိုယိုနေတဲ့အမေကိုကြည့်ပြီးရင်ထဲမှာဘာခံစားချက်မှမရှိသလိုလိုင်းခတ်မှုလေးတောင်မဖြစ်ပေါ်ခဲ့ပါဘူးအဲ့ဒီအချိန်မှာကျန်းရှုဝန်ကထီတလက်ကိုကင်ပြီးကျွန်တော်အနောက်ကနေရောက်လာကကျွန်တော်ခေါင်းပေါ်ကိုထိမိုးပေးလိုက်ပါတယ်သူမကအမေကိုအေးဆက်ဆက်စိုက်ကြည့်ပြီးအရင်တုန်းကအကိုဖြစ်သူခြံကန်းကကျွန်တော်ကိုအိမ်ပေါ်ကနေမောင်းထုတ်တုန်းကတော့အမေကဘာတခုမှဝင်မပြောခဲ့ပါလားဆိုပြီးထောက်ပြလိုက်ပါတယ်သူမရဲ့စကားကြောင့်အမေဟာရှက်ရွံ့စွာနဲ့ခေါင်းငုံသွားခဲ့ရပါတယ်ဒါပေမဲ့အမေကအရှုံးမပေးပဲဒါတွေအားလုံးကသူမရဲ့အမားတွေဖြစ်ကြောင်းဝန်ခံကပထွေးဖြစ်သူကကျွန်တော်ကိုနှစ်ပေါင်းများစွာကျွေးမွေးဆောက်ရှောက်ခဲ့တာမို့တေမဲ့ဘေးကနေမကယ်ပဲမနေဖို့ထပ်ပြီးတောင်းဆိုပါတယ်ကျွန်တော်ကလည်းပထွေးဖြစ်သူကကျွန်တော်ကိုကျွေးမွေးခဲ့တယ်ဆိုပေမဲ့ဒီနှစ်တွေအတွင်းကျွန်တော်ချမ်းမီသားစုအတွက်အလုပ်လုပ်ပေးပြီးရှာပေးခဲ့တဲ့ငွေတွေကသူ့တက်10ချောင်းလောက်တောင်ဝယ်လို့ရနေပြီလို့ပြက်ပြက်တသားပြန်ပြောလိုက်ပါတယ်ကျွန်တော်စကားကိုကြားတော့အမေဟာမျောလင်းချက်မဲ့စွာနဲ့ကျမ်းပြင်ပေါ်မှာအယုတ်ကျိုးပြက်ခွေကျသွားပါတော့တယ်ကျွန်တော်အမေကိုထပ်မကြည့်တော့ပဲကိုတောင်ထဲကိုပြန်လှည့်ဝင်လာခဲ့ပြီးဘန်ကက်တကက်ကိုထုတ်ယူကလှုပ်ဝက်နံပါတ်ကအမေရဲ့မွေးနေ့ဖြစ်ကြောင်းပြောလိုက်ပါတယ်ငွေကက်ကိုမြင်လိုက်ရတဲ့အမေမျက်လုံးတွေထဲမှာမျောလင်းချက်ရောင်ချီတွေလက်သွားပြီးကျွန်တော်သူတို့ကိုပြစ်မထားဘူးဆိုတာသိပါတယ်ဆိုကခွဲစိတ်စရိတ်သွားသွင်းဖို့ဝမ်းသာအားရပြောပါတော့တယ်အိမ်ကတိန်ခံရလို့နေစရာမရှိတော့ကြောင်းနဲ့ခွဲစိတ်မှုပြီးရင်ကျွန်တော်နဲ့လာနေပြီးထမင်းဟင်းချက်အဝတ်လျှော်ပေးမယ်လို့လည်းပြောလာပါတယ်ဒါပေမဲ့ကျွန်တော်ကနောက်ကိုတလန်းဆုပ်လိုက်ပြီးအမေရဲ့လက်ကိုရှောင်ဖယ်လိုက်ကဒီကက်ထဲမှာငွေ2000ပဲပါတယ်လို့အေးဆက်ဆက်ပြောလိုက်ပါတယ်ဒီငွေကပထွေးဖြစ်သူကိုကယ်ဖို့မဟုတ်ပဲအမေနဲ့ပြန်ပြီးအေးအေးဆေးဆေးနေဖို့အတွက်ကားလက်မှတ်ဖိုးပေးလိုက်တာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်အမေရဲ့မျက်နှာပေါ်ကအပြုံးတွေချက်ချင်းပြောက်ကွယ်သွားပြီးငွေ2000နဲ့ဘယ်လိုလုပ်ခွဲစိတ်လို့ရမလဲဆိုတာကျွန်တော်ပတ်စံတွေအများကြီးရှာနိုင်ရတဲ့ဘာလို့ဒီလောက်ရက်ဆက်ရတာလဲလို့အော်ဟစ်ငိုယိုပါတော့တယ်အမေကယူသွနေသူတယောက်လိုအော်ဟစ်နေပေမဲ့ကျွန်တော်ကတော့တီတီငိမ့်ငိမ့်ပဲကြည့်နေလိုက်ပါတယ်ကျွန်တော်ကဂဟေစော်တဲ့မိဘတွေစင်လို့လက်မှာအနာတွေဖြစ်ပြီးပေါက်ပြဲနေချိန်တုန်းကခြံကန်းကကျွန်တော်ကိုအိမ်ပေါ်ကမောင်းထုတ်လို့ထမင်းပူပူလေးတစ်နက်တောင်မစားရချိန်တုန်းကအမေဘယ်မှာရှိနေခဲ့လဲလို့မေးလိုက်ပါတယ်သူတို့တွေကျွန်တော်ရဲ့ကနန်းလောင်ချိုင်းတွေကိုခိုးပြီးကျွန်တော်ကိုတေတွင်းနဲ့ပို့ဖို့စူးစမ်းချိန်တုန်းကရောအမေဘယ်မှာရှိနေခဲ့လဲလို့စက်တိုက်မေးခွန်းထုတ်လိုက်ပါတယ်ကျွန်တော်ကိုမွေးဖွားခဲ့တဲ့ကျေးဇူးအတွက်ဒီငွေ2000နဲ့အကျွေးကြေးပြီးဖြစ်ကြောင်းဒီနှစ်တွေအတွင်းကျွန်တော်ကိုချမ်းမီသားစုရဲ့တွေးဆုပ်စရာတားကောင်တစ်ခုလိုအချိန်ချင်းအတုံးချခဲ့တာတွေကိုသိခံခဲ့ပေမဲ့ဒီနေ့ကစပြီးကျွန်တော်တို့တားမိပတ်သက်မှုပြီးဆုံးပြီလို့ပြက်ပြက်တသားပြောလိုက်ပါတယ်ပြီးတော့အမေကိုထွက်သွားဖို့ပြောပြီးလက်တကားကိုအောက်သို့အမြန်ဆွဲချကပိတ်လိုက်ပါတယ်အပြင်ဘက်ကအမေရဲ့မျောလင်းချက်မဲ့နေတဲ့ငွေရှိုက်တန်တွေကိုတကားပြင်ဘက်မှာပဲအပြီးတိုင်ချန်ရစ်ထားခဲ့ပါတော့တယ်တကားပိတ်သွားတဲ့အချိန်မှာကျန်းရှုဝန်ကရှေ့ကိုတိုးလာပြီးကျွန်တော်လက်ကိုဖော့ဖော့လေးဆုပ်ကင်ပေးပါတယ်သူမရဲ့နှွေးထွေးတဲ့အထီးတွေကကျွန်တော်လက်ဖွားတွေကအေးဆက်နေတဲ့ခံစားချက်တွေကိုချက်ချင်းပြပြောက်သွားစေပါတယ်သူမကကျွန်တော်လောက်တာမှန်တယ်လို့အားပေးပေမဲ့တကယ်တမ်းကျတော့ပထွေးဖြစ်သူရဲ့ခွဲစိတ်စရိတ်ငွေ3သိန်းကိုကျွန်တော်ကြိုတင်ပြီးအမည်မဖော်ပဲလှုပ်ဝက်ပေးထားခဲ့ပြီးပြီဆိုတာကိုသူမမသိခဲ့ပါဘူးဒီလိုလောက်တာကပထွေးဖြစ်သူကိုခွင့်လွှတ်လို့မဟုတ်ပဲအမေအနေနဲ့လူတစ်ယောက်တည်ဆုံးသွားရတဲ့လူတက်မှုဆိုတဲ့ဝင်ထုတ်ဝင်ပိုးကြီးကိုတစ်သက်လုံးမတည်ပိုးစေခြင်းလို့နဲ့ကျွန်တော်ကိုယ်တိုင်လည်းရှေ့ဆက်ရမယ့်နေ့ရက်တွေမှာအိမ်မက်ဆိုးတွေမမက်ချင်လို့သာဖြစ်ပါတယ်ကျေးဇူးနဲ့ရန်ညိုးကိုပြက်ပြက်တသားခွဲခြားတတ်တဲ့ဒီပင်လယ်ပြင်ကြီးကကျွန်တော်ကိုတင်ပေးခဲ့တဲ့သင်ခန်းစာပါပဲအမေကတော့အခုချိန်မှသာသူတကယ်ဘာတွေဆုံးရှုံးသွားပြီလဲဆိုတာကိုနားလည်သွားခဲ့ပေမဲ့အရာအလုံးကနောက်ကျသွားခဲ့ပါပြီရက်အနှဲငယ်ကြာတော့ပထွေးဖြစ်သူခွဲစိတ်မှုအောင်မြင်ခဲ့ပေမဲ့ကိုတချမ်းတည်သွားပြီးအိယာထဲကနေမထနိုင်တဲ့လူမမာတယောက်လုံးဖြစ်သွားပါတယ်အခုဖြစ်သူခြံကန်းကလည်းအချုပ်ကနေထွက်လာချိန်မှာအကျွေးတွေပက်လဲဝိုင်းနေပြီးအမှုဟောင်းရှိသူဖြစ်လို့အလုတ်ကန်ရှာမရပဲဘဝပြတ်သွားခဲ့ပါတယ်နောက်ဆုံးတော့အမေကကျွန်တော်ပေးလိုက်တဲ့ငွေ2000ကိုသာအားကိုးပြီးလေဖြတ်နေတဲ့ပထွေးဖြစ်သူကိုခေါ်ကအဆုတ်ပြက်ဘတ်စကားလေးစီးပြီးရွာကိုပြန်သွားခဲ့ရပါတယ်အဲ့ဒီချိန်ကစပြီးချမ်းမီသားစုဟာစိတ်ကန်းကနေလုံးဝပြောက်ကွယ်သွားခဲ့ပါတော့တယ်အချိန်တွေကမျက်စိတမိတ်တွင်းမှာပဲ3နှစ်ဆိုတဲ့ကာလကိုရောက်ရှိသွားခဲ့ပါတယ်ဒီ3နှစ်အတွင်းမှာကျွန်တော်နဲ့ကျန်းရှုဝန်တို့ပူးပေါင်းပြီးအေးခန်းကနန်းဖန်းကုမ္ပဏီတစ်ခုကိုအောင်မြင်စွာတည်ထောင်နိုင်ခဲ့ပါတယ်ကျွန်တော်ကပင်လယ်ထွက်ပြီးကနန်းဖန်းတဲ့အပိုင်းကိုအဓိကတာဝန်ယူပြီးသူမကတော့အေးခန်းစနစ်တွေဖြန့်ချီရေးလမ်းကြောင်းတွေနဲ့စိန်ခံစားတောက်ဆိုင်ကြီးတွေကဖောက်တယ်တွေကိုတာဝန်ယူချိတ်ဆက်ပေးပါတယ်အရင်ကမီးလောင်ထားတဲ့လေပြက်လေးတစ်စီးကနေစတင်ခဲ့တဲ့ကျွန်တော်တို့ဟာအခုဆိုရင်ကြီးမားတဲ့အဝေးပြေးငါးဖမ်းလေကြီးငါးစီးအထိပိုင်ဆိုင်တဲ့ကုမ္ပဏီကြီးတစ်ခုအဖြစ်အမကန်တိုးတက်လာခဲ့ပါတယ်အခုဆိုရင်တမျိုးလုံးသာမကအနီးနားကပြည်နယ်တွေအထိပါကျွန်တော်တို့စီကကနန်းတွေကိုအဓိကထားဝယ်ယူနေရပါပြီအခြားသူတွေကပုံမှန်ကနန်းလောက်ပဲဖမ်းနိုင်ပေမဲ့ကျွန်တော်ပင်လယ်ထဲထွက်လိုက်ရင်တော့အကောင်းစားကနန်းကြီးတွေကိုအမြဲတမ်းဖမ်းမိလေရှိပါတယ်အခြားသူတွေတရားတီလုံးရှာလို့မရတဲ့အကောင်းစားအဝါရောင်စီကနန်းတွေကိုကျွန်တော်ကအလွယ်တကူရှာဖွေနိုင်ခဲ့ပါတယ်ဒီလိုရှာဖွေနိုင်တာကလည်းအရင်တုန်းကရွာသားတွေကြောင်မျက်လုံးတရဲဆိုပြီးလှောင်ပြောင်ခဲ့ရခဲ့ကြတဲ့ကျွန်တော်ရဲ့မျက်လုံးကြောင့်ပါပဲအဲ့ဒီမျက်လုံးကပဲကျွန်တော်အတွက်ရေအောက်ကကနန်းတွေရှိတဲ့နေရာရေငန်နှုံးနဲ့ရေစီးကြောင်းတွေကိုတိတိကျကျမြင်နိုင်စွမ်းရှိတဲ့အဖိုးတန်လက်နက်တစ်ခုဖြစ်လာခဲ့ပါတယ်အခုချိန်မှာတော့ဒီမျက်လုံးဟာလူတွေပြောသလိုကန်ဆိုးစေတဲ့အရာမဟုတ်တော့ပဲကျွန်တော်အတွက်စီးစိမ်ချမ်းသာတွေကိုယူဆောင်လာပေးတဲ့လှုပ်ဝက်ချက်တစ်ခုဖြစ်နေပါပြီအရင်တုန်းကချမ်းမီသားစုအနောက်ကနေလိုက်ပြီးကျွန်တော်ကိုကဲ့ရဲ့ခဲ့တဲ့လူတွေအားလုံးဟာအခုစိတ်ကမ်းမှာကျွန်တော်ကိုမြင်တာနဲ့ခေါင်းငုံပြီးကနန်းပရင်ကြောင်မျက်လုံးလေသူကြီးလို့ရိုးရိုးတေးတေးခေါ်ပေါ်နေကြရပါပြီအော်တိုဘာလရဲ့ရာသီဥတုတာယာတဲ့အချိန်မှာတော့ကျွန်တော်နဲ့ကျန်းရှုဝန်တို့ရဲ့မင်္ဂလာပွဲကိုမြို့ပေါ်ကအကြီးဆုံးကျင်းကားပွင့်ဟိုတယ်ကြီးမှာခမ်းနားကြီးကျယ်စွာကျင်းပခဲ့ပါတယ်မင်္ဂလာပွဲကိုအရင်ကကျွန်တော်ကိုနှင်ခဲ့တဲ့သူတွေအခုကျွန်တော်စီမှာအလုပ်လုပ်နေတဲ့လေသားတွေနဲ့ဖောက်တယ်ကြီးတွေအားလုံးတက်ရောက်လာကြပါတယ်အဲ့ဒီအချိန်မှာဟိုတယ်ပြင်ဘက်ကကုန်တင်ကုန်ချလုပ်တဲ့နေရာမှာတော့အဝိစားဆုပ်ဆုပ်ပြက်ပြက်ဝတ်ထားပြီးပင်ပန်းနွမ်းနေနေတဲ့အမျိုးသားတစ်ယောက်ကပင်လယ်စားထည့်ထားတဲ့ဖောက်ဖာကြီးတွေကိုတည်ယူနေပါတယ်သူကတော့တခြားသူမဟုတ်ပဲအကိုဖြစ်သူခြံကန်းမှာထောင်ကထွက်လာပြီးနောက်ပိုင်းအလုပ်ကောင်းကောင်းမရတဲ့အတွက်သူဟာစိတ်ကန်းတဲ့ဟိုတယ်တွေမှာအောက်ခြေသိမ်းအလုပ်သမားဖြစ်အသက်မွေးနေရတာပါသူကဖောက်ဖာကြီးတွေကိုတည်ရင်ဟိုတယ်ရဲ့မှန်တကားကနေတဆင့်မင်္ဂလာစင်မြင့်ပေါ်ကအောင်မြင်နေတဲ့ကျွန်တော်ကိုလှမ်းကြည့်နေပါတယ်သူ့မျက်လုံးတွေထဲမှာတော့မနာလိုမှုတွေနောက်တရားမှုတွေနဲ့မကျေနပ်ချက်တွေပြည့်နေနေပေမဲ့အခုချိန်မှာသူဘာမှမလုပ်နိုင်တော့ပါဘူးကျွန်တော်ကတော့သူ့ကိုလုံးဝအာရုံမစိုက်တော့ပဲမင်္ဂလာတေးသွားတွေထွက်ပေါ်လာချိန်မှာဖြူစင်တဲ့မင်္ဂလာဝတ်စုံကိုဝတ်ဆင်ထားပြီးကျွန်တော်စီလျှောက်လန်းလာတဲ့ကျန်းရှုဝန်ကိုသာပြုံးပြီးစီးကြိုနေလိုက်ပါတော့တယ်ကျွန်တော်ကကျန်းရှုဝန်နာကိုအာရဝန်တာနဲ့ရှေ့တိုးသွားပြီးသူမရဲ့လက်လေးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်လိုက်ပါတယ်ဒီလက်လေးကပဲတရွာလုံးကကျွန်တော်ကိုဝိုင်းနေပြီးအခြေအနေအဆိုးရွားဆုံးဖြစ်နေချိန်မှာအသက်ကယ်ထမင်းတပူကိုကမ်းပေးခဲ့တာပါပြီးတော့
ကျွန်တော်လေးစုပ်လေးကိုပြင်နေချိန်မှာဘာမှမတွေးပဲငွေ3000ကိုချက်ချင်းထုတ်ချေးပေးခဲ့တဲ့လက်လေးလည်းဖြစ်ပါတယ်အခုတော့ဒီမျိုးထွေးတဲ့လက်လေးကိုဆွဲပြီးကျွန်တော်ဘဝရဲ့ကြန့်ရှိနေတဲ့အချိန်တွေကိုခန်းခန်းနားနားနဲ့အတူတူဖြတ်တန်းသွားတော့မှာပါစင်မြင့်ပေါ်ကအခမ်းအနားမှုကစိတ်အားထက်သန်စွာနဲ့မင်္ဂလာလက်စွပ်လဲလှယ်မဲ့အစီအစဉ်ကိုကြီးညာလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမင်္ဂလာလက်စွပ်ဘူးလေးကိုကင်ထားတဲ့ဂျန်ရှူဝမ်ကကျွန်တော်ကိုစူးစိုက်ကြည့်လာပါတယ်ပြီးတော့သူမရဲ့လက်လေးကိုဖြည်းဖြည်းချင်းဆက်ထုတ်လာပြီးကျွန်တော်ရဲ့ဘယ်ဘက်မျက်လုံးမှာတက်ဆင်ထားတဲ့အနက်ရောင်မျက်လုံးဖုံးလေးကိုညင်ညင်တတလေးလာထိပါတယ်သူမကကျွန်တော်ကိုကြည့်ရင်နောက်ဆိုရင်ဒီမျက်လုံးကိုဖုံးမထားပါနဲ့တော့လို့ပြောလိုက်တဲ့အခါကျွန်တော်လန့်သွားခဲ့ပါတယ်ကျွန်တော်ကတခုခုပြန်ပြောဖို့ကြိုးစားပေမဲ့သူမကဒါဟာအမာရွတ်တစ်ခုမဟုတ်ပဲရှင်ရရှိခဲ့တဲ့ဂုဏ်ပြုတစ်စိတ်တစ်ခုပါလို့ပြောလိုက်ပါတယ်သူမရဲ့စကားကြောင့်ကျွန်တော်ခဏလောက်ငြိမ်သက်သွားပြီးနောက်လေကိုဝါဝါရှူသွင်းကကျွန်တော်လက်ကိုဖြည်းဖြည်းချင်းမြောက်လိုက်ပါတယ်ပြီးတော့ကျွန်တော်ကိုအမြဲတမ်းချီနှောင်ထားသလိုဖြစ်နေတဲ့မျက်လုံးဖုံးရဲ့ကြိုးလေးကိုနောက်ဆေးကနေဖြုတ်ချလိုက်ပါတယ်အနက်ရောင်မျက်လုံးဖုံးလေးကအောက်ကအနီရောင်ကော်စောပေါ်ကိုအတန်တိတ်လွင့်ကျသွားခဲ့ပါပြီအလင်းရောင်နဲ့ရင်ပါသွားအောင်မျက်လုံးကိုခဏမိတ်ထားလိုက်ပြီးနောက်မှာတော့ကျွန်တော်မျက်လုံးကိုယုံကြည်မှုအပြည့်နဲ့ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်ပါတယ်ဟိုတယ်ခန်းမထဲကတောက်ပနေတဲ့မီးဆိုင်ကြီးတွေရဲ့အလင်းရောင်ကကျွန်တော်မျက်နှာပေါ်ကိုဓာတ်ရိုက်ကြားရောက်လာပါတယ်ကျွန်တော်ရဲ့ဘယ်ဘက်မျက်လုံးတူငယ်အိမ်ဟာအဲ့ဒီလိုပြင်းထန်တဲ့အလင်းရောင်ကြောင့်ချက်ချင်းကျုံဝင်သွားပြီးလှပတဲ့ရွှေရောင်တောင်လိုက်မြင်းလေးအဖြစ်ပြောင်းလဲသွားပါတယ်အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အချိန်မှာဆင်အောက်ကပရိသတ်တွေအားလုံးဟာတခဏတာလုံးဝတင်မတက်တိတ်ဆိတ်သွားခဲ့ပါတယ်ဒါပေမဲ့ချက်ချင်းဆိုသလိုပဲတခန်းမလုံးမိုးချုံတန်လို့လက်ခုပ်ဩဘာတန်တွေစူညံစွာထွက်ပေါ်လာပါတော့တယ်အရင်တုန်းကလိုလှောင်ပြောင်မှုတွေကြောက်ရွံ့မှုတွေလုံးဝမရှိတော့ပဲလူတိုင်းရဲ့မျက်လုံးထဲမှာကျွန်တော်ကိုလေးစားအားကြတဲ့အကြည့်တွေပဲရှိနေတာကိုမြင်တွေ့လိုက်ရပါတယ်စူညံနေတဲ့လက်ခုပ်တန်တွေကြားထဲမှာကျွန်တော်ရဲ့သတို့သမီးလေးကိုရင်ခွင်ထဲမှာတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပြီးစကားလေးပြီးဆုံးသွားပါတော့တယ်